ထိုင်းနိုင်ငံခရိုင်89ခုမှာဘယ်ခရိုင်ကမြန်မာလူမျိုးအများဆုံးနေထိုင်ကြတယ်လဲမိတ်ဆွေရောဘယ်ခရိုင်မှာနေထိုင်နေတာလဲလက်ရှိထိုင်းနိုင်ငံမှာအကြောင်းမျိုးမျိုးကြောင့်လှုပ်လာရောက်လုတ်ကင်နေတဲ့သူဖြစ်စေအကြောင်းတက်နေတဲ့သူဖြစ်စေထိုင်းနိုင်ငံမှာတရားဝင်ဖြစ်စေတရားမဝင်ဖြစ်စေရောက်ရှိနေတဲ့သူအရေးအတွက်ခုဆိုရင်သတင်းချက်လက်ရလူကြီး 4.3 သန်းကျော်ရှိနေပြီဖြစ်ပါတယ်အဲ့ဒီမှာ2.28 တန်းလောက်ကတရားဝင်နေထိုင်နေကြတာဖြစ်ပြီးတော့ကျန်တဲ့သူတွေကတော့စာရွက်စာတမ်းမပြည့်စုံတရားမဝင်သေးပဲနေထိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ခရိုင်89ခုလုံးမှာမြန်မာတွေရှိနေတယ်ဆိုတာသင်သိပြီးသားဆိုပေမဲ့ဘယ်ခရိုင်မှာမြန်မာလူမျိုးတွေအများဆုံးနေထိုင်နေဆိုတာရောသင်သိပြီလား။မိတ်ဆွေထင်သားလိုမျိုးစမုစာကွန်မဟာချိုင်ခရိုင်မြန်မာလူမျိုးတွေအများဆုံးနေထိုင်တဲ့ခရိုင်မဟုတ်သေးပါဘူးနော်။တကယ်တမ်းတော့ဘန်ကောက်ခရိုင်ပဲဖြစ်ပါတယ်ဘန်ကောက်မှာဆိုလို့ရှိရင်နေရာအနှံ့အပြားမြန်မာတွေကနေရာတိုင်းလိုလိုရှိနေကြတာတနေရာတိုင်းမှာစုနေတာမဟုတ်ဘဲနဲ့နေရာတိုင်းမှာလိုလိုမြန်မာပြည်သားတွေကပြက်မီနေထိုင်ကြတယ်လို့ပြောပါတယ်တကယ်စက်ရုံလုပ်သားတွေနဲ့ပြည်ပြီးတစုတစည်းတွေဖြစ်နေတာကတော့စမုစာကွန်မဟာချိုင်ခရိုင်ပဲဖြစ်ပါတယ်စမုစာကွန်ခရိုင်တစ်ခုတည်းမှာတရားဝင်နဲ့တရားမဝင်နေထိုင်တဲ့သူခြုံငုံပြီးတော့မြန်မာနိုင်ငံသား4 သိန်းကျော်အထိရှိနေကြပါတယ်ရေထွက်ကုန်လုပ်ငန်းရဲ့ဗဟိုချက်ဖြစ်တဲ့ကြောင့်ပင်လယ်စာမုံမှန်တဲ့စက်ရုံကြီးတွေငါးဖမ်းလုပ်ငန်းနဲ့အေးခန်းစက်ရုံတွေကလည်းအဓိကလုပ်ကိုင်နေကြပါတယ်ကဲဒါဆိုရင်မိတ်ဆွေရောဘယ်ခရိုင်မှာနေထိုင်နေဆိုတာကွန်မန့်ထဲမှာဝင်ရေးသွားပါအောင်နော်